မင်္ဂလာပါကျွန်တော်ကတော့ Charlie ပဲဖြစ်ပါတယ်ကျွန်တော်ဒီကနေ့မှာတော့ in-game RC စစ်နည်းကိုကျွန်တော်ပြောပြပေးခြင်းပါတယ်ကျွန်တော်ဒီမှာတော်တော်လေးမေးထားတယ်ပေါ့နော်ကို in-game RC ဘယ်လိုစစ်လဲ in-game RC ဘယ်လိုစစ်ရင်ပြီးနိုင်လဲဆိုပေါ့နော်အဓိကတော့ recovery ပြန်ဆွဲထားလားမဆွဲထားလားကျွန်တော်တို့ပြန်ကြည့်ပါအကောင့်လေးကိုဒီနေ့ပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်ပထမဆုံးနေမှာတော့ကျွန်တော်ဒီမှာ game ကောက်ထဲရောက်ပြီဆိုလို့ရှိရင်ကျွန်တော်ဘာမှမလုပ်ပါဘူးကျွန်တော်တို့ setting ကိုအရင်သွားလိုက်ပါကျွန်တော်ဒီမှာ setting ထဲမှာဆိုလို့ရှိရင်လေကျွန်တော်ဒီမှာပေါ့နော်setting ထဲမှာဒီအောက်ထဲမှာ6ဆိုတာရှိတယ်ပေါ့နော်6လေးကိုတစ်ချက်နှိပ်ကျွန်တော်6လေးကိုတစ်ချက်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်အမှပေါ်လာမယ်ပေါ်လာပြီးသွားလို့ရှိရင်ကျွန်တော်ဒီဘက်မှာကကျွန်တော်တို့3ချောင်းရှိရပေါ့နော်ဒီ3ချောင်းလေးကိုကျွန်တော်တို့ဟိုအောက်ဆုံးအကြောင်းကိုရွေးလိုက်ပါကျွန်တော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်အခုဟာဆိုလို့ရှိရင်ဒါ recovery ပြန်ဆွဲထားတဲ့အကောင့်မဟုတ်တဲ့အတွက်ကြောင့်လို့စာမပေါ်ဘူးပေါ့နော်ဒီလိုမှမဟုတ်ကျွန်တော်စာတင်ပြီးတော့ကျွန်တော် recovery ပြန်ဆွဲထားတယ်ဆိုလို့ရှိရင်ကျွန်တော်ဒီစာရဲ့အောက်မှာအကောင့် recovery ဘာညာဆိုပြီးတော့ပုံနေမှာပေါ့နော်ကဲအားလုံးလေးချစ်ပါတယ်ကျွန်တော်အားလုံးအဆင်ပြေမယ်လို့ထင်ပါတယ်နောက်တဲ့ဗီဒီယိုပြန်ပြီးတွေ့ရမယ်ခင်ဗျာ